February 13မှာဗိုလ်ချုပ်မွေးနေ့ပါ1915ရှိနေဦးဖာသာဇာတိနမောက်မကွေးခရိုင်တိကျများခုတိုင်းကြံ့ကြံ့ခိုင်တဲ့ဇာနီဖွာမိခင်တော်စုသာမြန်မာနိုင်ငံမြေလက်ဒေသမှာရှိတဲ့မကွေးမြို့ကိုလူတိုင်းမရောက်ဘူးတောင်ကြားဘူးသိဘူးကြမှာပါအဲ့ဒီမကွေးမြို့ကနေအရှိပဲတဲတဲ့ကျင်းမြောင်းပြီးကြောက်ပေါက်ခွက်လိုဖြစ်နေတဲ့ကတ်တရာလမ်းအတိုင်းမိုင်20လောက်သွားမယ်ဆိုရင်နတ်မောက်မြို့နယ်အစပ်ကိုရောက်ပါလိမ့်မယ်ရင်သွားရင်လာမရှိသလောက်ဖြစ်နေတဲ့အဲ့ဒီအမိခံကားလမ်းအတိုင်းနောက်ထပ်10မိုင်ကျော်လောက်သွားအောင်မယ်ဆိုရင်နတ်မောက်မြို့နယ်ကကျိုးဆိုပါတယ်ဆိုတဲ့မထင်မရှားဆိုင်းဘုတ်ကိုတွေ့ကြရမှာပါအဲ့ဒီကမှဆက်သွားလိုက်အောင်မယ်ဆိုရင်မြို့အဝင်လမ်းကတဲချောင်းလိုဖြစ်နေတဲ့နတ်မောက်မြို့လေးကိုရောက်ပါလိမ့်မယ်အဲ့ဒီတဲချောင်းကြားကအထီးကျန်နတ်မောက်မြို့ကလေးဟာဒီကနေ့မြမတက်မတော်ကိုစတင်ထူထောင်ခဲ့တဲ့တက်မတော်ရဲ့ဖခင်ကြီးနဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းဝင်ဇာတိချက်ကြွေမွေးရမည်ပါရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်ဘာလို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရဲ့ရာဇဝင်ဗိုလ်ချုပ်ဟာ1932ဝန်းကျင်မှာရန်ကုန်တက္ကသိုလ်ကိုရောက်လာပြီးကျောင်းသားတွေရဲ့အမျိုးသားပညာရေးတိုက်ပွဲနဲ့1936ခုနှစ်ကျောင်းသားတပိတ်ကြီးမှာဦးဆောင်ပါဝင်ခဲ့သူပါအဲ့ဒီတပိတ်အပြီးမှာကျောင်းကထွက်ပြီးနေချက်ဆန့်ကျင်ရေးလွတ်လပ်ရေးတိုက်ပွဲတွေကိုခြေစုံပစ်ဝင်ခဲ့ပါတော့တယ်အဲ့ဒီချိန်ကဗိုလ်ချုပ်အောင်ဆန်းရဲ့အသက်ဟာ21ပဲရှိပါသေးတယ်ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်ဘာလို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရဲ့1936ခုနှစ်မှာကျောင်းကထွက်ပြီးနေချက်ဆန့်ကျင်ရေးတပ်ဦးဖြစ်တဲ့ဒုဗမာအစည်းအရုံးတွေကိုဝင်ခဲ့ပါတယ်ဒုဗမာအစည်းအရုံးရဲ့အတွင်းရေးမှူးချုပ်ဖြစ်လာခဲ့ပြီး1938မှာဖြစ်ပေါ်ခဲ့တဲ့1300အရေးတော်ပုံကြီးကိုလည်းဗိုလ်ချုပ်ကဦးဆောင်ပါဝင်ခဲ့ပါတယ်1940ဝန်းကျင်ဒုတိယကမ္ဘာစစ်ကာလမှာရဲဘော်3ကြိမ်ကိုဦးဆောင်ပြီးထောင်တောင်းချီတဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြီးကိုထူထောင်နိုင်ခဲ့သူပါအဲ့ဒီချိန်ကဗိုလ်ချုပ်ရဲ့အသက်ဟာ26နှစ်ပဲရှိပါသေးတယ်မမီလေးတော်တလေတတိသွေးတွေမွေးထုတ်ခဲ့လေတို့ဗိုလ်ချုပ်အောင်ဆန်းလေဗိုလ်ချုပ်ဟာနေချက်လက်နက်ကင်တော်လှန်ရေးနောက်တစ်ခါဖက်စစ်တော်လှန်ရေးတွေကဥဆောင်ဆင်နွှဲခဲ့တယ်လို့နောက်ဆုံးလုံးဝလွတ်လပ်ရေးရဖို့အကြမ်းမဖက်လက်နက်မကင်ပဲငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်တောင်တန်းဒေသမကျန်တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ချစ်ခင်လေးစားယုံကြည်မှုကိုရယူနိုင်ခဲ့တယ်လို့လွတ်လပ်ရေးကိုရယူပေးနိုင်ခဲ့တဲ့သမိုင်းဝင်ပင်လုံစာချုပ်ကိုလည်းရှုပ်ဆိုနိုင်ခဲ့သူပါအဲ့ဒီလိုလွတ်လပ်ရေးအတွက်အစွမ်းကုန်ကြိုးစားအားထုတ်နေချိန်မှာပဲဝင်ကြီးများယုံအစည်းအဝေးလုပ်နေစဉ်1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာအာနာယူလက်ပါစီတစုရဲ့လှုပ်ကြံတပ်ဖြတ်မှုကိုခံခဲ့ရရှာပါတယ်ချစ်တဲ့မိသားစုသူသိချစ်တဲ့တိုင်းသူပြည်သားတွေကိုကြော်ခိုင်းသွားရချိန်မှာဗိုလ်ချုပ်အောင်ဆန်းရဲ့အသက်ဟာ33နှစ်ပဲရှိပါသေးတယ်။ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်။ဘာလို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရဲ့ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်။ရာဇဝင်အထုတ်ပတ်တီအပြည့်ရှိခဲ့တဲ့ဗိုလ်ချုပ်ရဲ့ကိုကျိုးစွန့်ဆောင်ရွက်မှုတွေကိုအတိမတ်ပြုတဲ့အနေနဲ့ဗိုလ်ချုပ်ရဲ့မွေးနေ့ကိုက
ကလေးများနေ့အဖြစ်ဂုဏ်ပြုသတ်မှတ်ခဲ့ကြပါတယ်။မြမသားကောင်းဇာနီဆွေဘောကျုပ်အောင်ဆန်းလို့ထုံးပေါက်ကြပါစေ။အောင်တပြေညောင်လေဒါအပြင်ဂုံသေးတိတ်ခါရှိတဲ့နိုင်ငံတွေလုပ်တဲ့အတိုင်းမြန်မာသုံးကြက်ငွေတွေမှာဗိုလ်ချုပ်ရဲ့ပုံတွေနဲ့ထုတ်ဝေဂုဏ်ပြုခဲ့ကြပါတယ်ဒါပေမဲ့အာဏာသိမ်းစစ်ကောင်းဆောင်တွေအဆက်ဆက်မှာဗိုလ်ချုပ်ရဲ့အခမ်းကဏ္ဍကိုမှေးမှိန်ဖျောက်ဖျက်ဖို့ကြိုးစားလာခဲ့တာတွေ့ရပါတယ်ဒီကနေ့စစ်ကောင်းဆောင်တွေလက်ထက်မှာတော့မြန်မာကြက်ငွေတွေမှာဗိုလ်ချုပ်ရဲ့ပုံအစားချင်းသေးလူဘာမှန်းမသိတဲ့အကောင်တစ်ကောင်နဲ့အပြေးတိုင်အစားထိုးလိုက်ပါတော့တယ်ဗိုလ်ချုပ်ရဲ့မွေးရဲ့ဇာတိမြေကိုထိုက်တန်တဲ့ပြင်ဆင်မွမ်းမံမှုလုံးဝမရှိဘဲဥပက္ခပြုခဲ့ကြသလိုပဲပြတိုက်လှုပ်ထားတဲ့ဗိုလ်ချုပ်ရဲ့နေအိမ်ဆိုရင်လည်းလူသူကင်းမဲ့တဲ့ဇရပ်ဥပမာဖန်တီးထားတာတွေ့ကြရမှာပါတကယ်တော့လေနတ်မောက်မြို့နေအိမ်သာမကပါဘူးမြို့တော်ရန်ကုန်တာဝါလိန်းလန်းနေအိမ်ကိုလည်းတစ်ချက်ကြည့်ကြည့်ပါယူယွန်းပျက်စီးနေတဲ့နိုင်ငံတွေကြားကဗိုလ်ချုပ်ပြတိုက်လမ်းညွှန်ဆိုင်ဘုတ်ကိုတွေ့ရပါလိမ့်မယ်မြမလူလိုက်ရဲ့အတွက်တမတော်ဖွဲ့ဖို့ဂျပန်ကြီးမှာကွယ်တကယ်လည်းတမင်လဲလို့ဆင်းရဲဒုက္ခခံနာကြံစီတယ်သူရဲ့ကောင်းနဲ့ဘဝဆန်းတဲ့အာသာနီတွေတိုင်းပြည်နဲ့လူမျိုးအတွက်ကိုကျိုးစွန့်ဆောင်ရွက်ခဲ့တဲ့အမျိုးသားကောင်းဆောင်နဲ့တပ်မတော်ဖခင်ကြီးလွတ်လပ်ရေးပြည်သူ့ကာကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့နေအိမ်ပြတိုက်ဟာနိုင်ငံအနာဂတ်လူငယ်မျိုးဆက်သစ်ကလေးတွေနဲ့ပြည့်နေရမယ်စားလူသူကင်းမဲ့တိတ်ဆိတ်နေတာကတော့ဝမ်းနည်းစရာဖြစ်ရပါငါတို့မြမပြည်မိဘတိုင်းမိနာရဲ့ဘိုးအောင်ဆန်းလို့သူရဲ့ကောင်းဝေးရမယ်ငါတို့မြမပြည်မိဘပေါင်းတို့ကရဲ့အာသာနေစိတ်ကိုရှိဖို့မွေးရမယ်အော်တရေနောင်နဲ့ရာဇာတရစ်တို့ရာဇဝင်မှတ်ကြောက်ဘာမှမရှိသူတွေအနေနဲ့မြို့တော်ကဝင်ကြီးရုံးတွေတောင်ချရောင်းစားနေချိန်ဖြစ်လို့ရာဇဝင်အထုပ်ပတ်တိအပြည့်ရှိတဲ့ဗိုလ်ချုပ်ရဲ့သမိုင်းဝင်နေအိမ်တွေလည်းရောင်းချခံရအောင်မလားဆိုတာကတော့စဉ်းစားတွေးတောပူပန်စရာဖြစ်နေပါလေခင်ဗျာရာဇဝင်ထုပ်ပတ်တိလည်းရှိရ